မင်္ဂလာပါဗျာကျွန်တော်ကတော့ YC Community Center မှာရဲ့ mobile platform ကိုမှတက်ရောက်နေတဲ့ဖိထောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ final project app လေးချောင်းကို presentation ရှင်းပြပေးပါပြောပါခင်ဗျာကျွန်တော်ရဲ့ app မှာဆိုလို့ရှိရင်တော့စာသားဝင်ခြင်းက supply စခွင့်ကိုစတင် media မှာပြောပါခင်ဗျာကျွန်တော် customer ကိုနေပြီးလို့ရှိရင်ကျွန်တော်ရဲ့ authentication login page ကိုရောက်ရှိပါမယ်ခင်ဗျာ login page မှာဆိုရင်လည်းကျွန်တော် account မရှိဘူးဆိုရင်တော့ကျွန်တော်တို့ sign up page ကိုသွားပြီးတော့ account ပေးရပါမယ်ပြောပါခင်ဗျာဆိုင်ပေးမှာဆိုလို့ရှိရင်တော့ဖြင့် full name email address phone number password နဲ့ common password တို့ကိုတေချာပြည့်စုံတာဖြစ်ပြီးတော့မှ sign up နေပေးရမှာပါတယ်ခင်ဗျာ။ home page မှာဆိုရင်တော့ဖြင့်ကျွန်တော်တို့ကတော့ flash sale and back selling ဆိုပြီးတော့နှမျိုးခက်တာရှိပါတယ်ခင်ဗျာ။ဒီမှာဆိုရင် flash sale မှာဆိုလို့ရှိရင်တော့ promotion ထားတဲ့ဘိုင်းတွေ minimum ရှိပြီးတော့ back selling မှာဆိုရင်တော့ကျွန်တော်တို့ရောင်းအောင်ကောင်းတဲ့ product လေးကိုတင်ပြရဖြစ်ပါတယ်ခင်ဗျာ။ဒီ product အကုန်လုံးကြည့်ဖို့ဆိုရင် CEO button ကိုနှိပ်ပြီးတော့အကုန်လုံးကိုကြည့်လို့ရပါတယ်ခင်ဗျာ။နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ category ကိုနှိပ်ပြီးတော့အောက်ကနေက product list ကိုလည်းခွဲခြားပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ချက် notification page မှာဆိုရင်တော့ notification page မှာကျွန်တော်ကတော့ထည့်ပေးထားပါတယ်။order shipping နဲ့ order complete ဆိုပြီးတော့နှစ်မျိုးပဲ notice အောင်ပြီးလုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ category မှာဆိုရင်တော့ main category နဲ့နောက် sub category ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်။ main category ပြီး sub category ပြီးတော့မှကျွန်တော်တို့ order list ကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တိုင်းနေတဲ့ product လေးကိုတွေ့လို့ရှိရင်လည်းကျွန်တော်တို့ favorite icon ကိုနှိပ်ပြီးတော့လည်းပေးထားလို့ရပါတယ်ခင်ဗျာနောက်တစ်ခုဆိုရှင်က favorite icon နှိပ်ပြီး favorite list ကိုလည်းတွားလို့ရပါတယ်ခင်ဗျာ list ပေးလိုက်ပါဆိုရှင်မိမိတိုင်းနေတဲ့လို့ပေးထားခဲ့တဲ့အရာတွေအကုန်လုံးကိုတစုစီရဲ့တင်ပြပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဝင်နေရာလည်းကျွန်တော်တို့ mention တခုခုဆိုလို့ရှင်တော့ကျွန်တော် add to cart ကိုတွားပြီးတော့ mind cat add ဆိုပြီးတော့ cat add မှာလည်းကျွန်တော်တို့တင်ထားလို့ရပါတယ်ကျွန်တော်ဝယ်လို့အဆင်ပြေပြီဆိုလို့ရှင်ကျွန်တော်တို့order list တွေကိုတွက်ပြီးတော့ proceed to check out ကိုနှိပ်လိုက်လို့ရှိရင်check out page လေးပြကြလာမှာဖြစ်ပါတယ်။နောက်မှဆိုရင်တော့ delivery address ကိုပြည့်စုံရိုက်ထည့်ပြီးတော့ဖုန်းနံပါတ်ကိုလည်းအမှန်ကန်အောင်ရိုက်ထည့်ပေးရမယ်ဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်တို့တွေ့ရှင်နောက်တစ်ခုဆိုရင် delivery method မှာဆိုရင်ကျွန်တော် standard delivery နဲ့ express delivery ကိုမျိုးမျိုးခွဲထားပါတယ်နော်။မိမိတို့ချမ်းမြေတရားမင်းတို့ရှိအဆင်ပြေမယ်နည်းနဲ့တင်ပြီးတော့ order တင်လို့ရပါတယ်နော်။နောက်ဆုံးတစ်ခုဆိုရင်ဒါအားလုံးကျေးဇူးတင်ပါတယ်နော်။ကျွန်တော်ရဲ့ presentation ကိုဒီလိုနဲ့ပြီးတော့ဆော့ပေးခဲ့တဲ့အခါကျေးဇူးပါနော်။အပေါ်ရှက်လက်တွေအကုန်ပြည့်စုံတာရေးပြီးဆိုရင်တော့ပြီး place order ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ order place order confirm ဖြစ်သွားတဲ့ဟာလေးကိုပြန်လည်ရောက်ရှိအောင်ဖြစ်ပါတယ်ခင်ဗျာဒီဟာကိုရောက်ပြန် continue to shipping ကိုပြန်သွားပြီးတော့ home page ကိုပြန်လည်ရောက်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာနောက်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ account page မှာဆိုရင်တော့မိမိတို့တင်ခဲ့တဲ့ order list ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုအနေနဲ့ဆိုရင် order shipping ကိုလည်းတွေ့ရှိရမှာဒီ order shipping ပေး order တော့ရောင်းပေး order တော့ကာတင်ပေးလိုက်ပြီး order တော့အဲ့ဒါကိုတင်ပေးလိုက်ပြီးဆိုတော့လည်းမြင်တွေ့အောင်လုပ်ထားပါတယ်ခင်ဗျာနောက်တစ်ခုကတော့ review မှာဆိုရင်တော့ဒီနေ့တော့ဒီမှာမိမိတို့ကိုရောက်ရှိလာတဲ့ order ကိုဒါ review ပေးလို့ရမှာဖြစ်ပါတယ်ခင်ဗျာမိမိပေးထားတဲ့ list ကိုလည်းပြန်ကြည့်လို့ရပါတယ်နော်။နောက်တော့ hacker center လည်းအဲ့ဒါစပို့လည်းထည့်ပေးထားပါတယ်။နောက်တစ်ခုတော့ order button လေးလည်းထည့်ပေးထားပါတယ်ခင်ဗျာ။နောက်တစ်ခုဆိုရင်တော့မိမိတို့ရဲ့ဖုန်းနံပါတ်တွေအမည်တွေ email တွေပါတယ်လည်းကိုယ်တိုင်ချင်းလို့ရအောင်လည်းပြီးတော့ပေးထားပါတယ်ခင်ဗျာ။ဒီနေ့တော့ကျွန်တော်ကတော့workflow လေးနဲ့ရေးထားပြီးပါတယ်ခင်ဗျာ HTML CSS JavaScript Bootstrap နဲ့ PHP ကိုပတ်သက်ရေးပေးထားပြီးတော့ PHP API လေးနဲ့ရေးပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ဒီပြင်မှာပထမဆုံးနေပြရမှာတွေကတော့ကျွန်တော်တို့ dashboard ပိုင်းကိုစာရေးပြီးနေပြရမှာဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခုဆိုရင်တော့ကျွန်တော်တို့ product ပိုင်းမှာဆိုရင်ကျွန်တော်တို့နေတဲ့ထည့်ထားတဲ့ product list ကိုလည်းပြန်ကြည့်လို့ရပြီးတော့ view လေးကြည့်လို့ရပါမယ်ခင်ဗျာနောက်တစ်ခုဆိုရင်တော့ edit လေးလုပ်လို့ရပါမယ်edit လုပ်ပြီးတော့ကျွန်တော် product တွေထပ်ပြီးရမယ်ပြီးတော့ကျွန်တော်တို့ product တွေလည်း delete လေးလုပ်လို့ရပါတယ်ခင်ဗျာနောက်တစ်ခုဆိုရင်ကျွန်တော် upload လုပ်တဲ့အချိန်မှာကျွန်တော်တို့ကအချက်လက်လေးဆိုရင်ကျွန်တော်ရဲ့ code product ကိုလေးနေပြရမယ်ပြီးရင် product နဲ့ပြီးရင် product ကို sub category product category နဲ့ကျွန်တော် sub category ကိုတခြားရေးပြီးတော့ price quantity site တွေဆိုရင်တစ်ခုလေးရှိတယ်ဒီမှာတစ်ခုလေးထည့်ပြရပါတယ်ဗျာ color တွေလည်းပြန်နေ level လေးရေးပြီးလို့ရပါတယ်ဗျာအဲ့ဒီကျွန်တော်လည်းရေးလို့ရတယ်ပြီးတော့နောက်တစ်ခုကနေကျွန်တော်က product variant ကိုထည့်ပြရပါတယ်ဒီမှာဆိုရင် product တွေက copy လုပ်ပြီးလို့ရတယ် small ဆိုရင်ဘယ်လောက်ရှိရ medium ဖြစ်တယ်ရှိရတဲ့တကောင်မျိုးပါအဲ့ဒါvariant နဲ့ကျွန်တော်တို့ဖွဲ့ပြီးတော့ထည့်လို့ရအောင်ပြီးလို့ပြထားတာဖြစ်ပါတယ်နော် image ထဲမှာဆိုတော့ကျွန်တော်တို့က Chinese တဲ့ image ပုံလေးပုံကိုထည့်လို့ရအောင်ပြီးလို့ပြထားပါတယ်နော်နောက်တစ်ခုဆိုရင်ပြင်ကျွန်တော်တို့က category နဲ့ sub category ကမရှိတဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ go to category အဲ့ဒါ go category ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က category လည်းပြုလို့ရတယ်လို့ sub category လည်းပြုလို့ရပါတယ်နော်ဒီချမ်းမှာပြင်မှာ category ကိုပြီးကျွန်တော် category ရဲ့ sub category ကိုပြုလို့ရပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် Chinese တဲ့ category ကျွန်တော်တို့မှာရှိရင်မရှိသေးတဲ့ category ကိုပြည့်ထည့်ပြီးတော့တိုင်းနေပြီးတော့ category ပြုလို့ရပါတယ်နော် transition ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ပါဆိုရင် user တွေက order တင်ထားတဲ့အကြောင်းအရာကိုကြည့်လို့ရမှာဖြစ်ပါတယ်နော်။ benefit နေတဲ့အပိုင်းမှာဆိုလို့ရှိရင် packaging လုပ်ပြီးတော့ order ကိုdelete နဲ့ add ပြလိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာပြောင်းလို့ရမယ်ဆိုရင်
နော် shipping ရှိနေ cancel ရှိပါတယ်ခင်ဗျာ shipping ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအော်လာကို delete နဲ့ update လုပ်ပြီးဆိုတဲ့အကြောင်းအရာကို customer ဘက်ကိုတည်ပြလိုက်ရဖြစ်ပါတယ်နော် cancel လုပ်မယ်ဆိုဒီ order က cancel ဖြစ်သွားပြီဆိုတော့ customer ဘက်မှာဒီတက်လာပြီးတော့ဖြစ်ပါတယ်ခင်ဗျာနောက်ကcustomer ကျွန်တော်တို့ကို customer list တွေလည်းမြင်ပြအောင်လုပ်ပြထားပါတယ်ခင်ဗျာနောက်တစ်ခုကဆိုရင် account setting account setting မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုရဲ့ super admin account ရှိတယ် banner account ရှိပါတယ်နော်နောက်တစ်ခုက security password တွေချင်းနေပါတယ် reference ဘိုင်းအားဆိုလို့ရှိရင်ကျွန်တော်တို့က notification ပေးနေချိန်တစားဖြစ်ပါတယ်ခင်ဗျာ review ဘက်မှာဆိုရင်တော့ကျွန်တော်တို့ကဘယ် user ကဘယ် product ဘယ် order မှာဘယ် product မှာဆိုပြီး review ပေးထားတဲ့စာကိုကြည့်ရအောင်ပြုလုပ်ပေးထားရပါတယ်ခင်ဗျာအခု banner ဘိုင်းအားဆိုလို့ရှိရင် super admin တယောက်ကိုဒီမှာပြုပြီးတော့banner အနေနဲ့ဝယ်ထားတဲ့ဒီပုံမြင်ရမှာပေါ့ဗျာ banner လေးစီနေရတော့super admin တယောက်တည်းကbanner ကိုဒီလိုပြအကောင့်ဖွင့်မိရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုက notification page မှာဆိုကျွန်တော်တို့ order တွေကို shipping လုပ်လိုက်တယ်complete ဖြစ်သွားပြီဆိုတဲ့အကြောင်းအရာတွေကိုလုပ်ပြီးလို့ရပါတယ်ခင်ဗျာအခုနေနေတော့ log button လေးထည့်ပေးထားပါတယ် log button မှာတက page တစ်ခုလေးနဲ့ထည့်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ရဲ့ presentation ကိုဒီလိုနဲ့ပြီးတော့ solve လုပ်ပေးရတာကျေးဇူးပါ